မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့မြန်မာနိုင်ငံမှာလည်းသမိုင်းကြောင်းတွေဒဏ္ဍာရီတွေနဲ့အတူတရေ6တယ်လို့နာမည်ကြီးတဲ့နေရာတွေအများကြီးရှိပါတယ်ဆိုတဲ့ထဲကမှလူပြောအများဆုံးနဲ့အချောက်ချားဆုံးနေရာအချို့ကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်တဲ့ကနော်ကြီးပတ်လန်းရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်ပေမဲ့ညဘက်ဆိုရင်တော့အလွန်ချောက်ချားစရာကောင်းတဲ့နေရာတစ်ခုပါအထူးသဖြင့်ကနော်ကြီးပတ်လန်းကတစ်သားတရားဟောင်းပေါ်မှာဖြစ်ရဆန်းတွေအများကြီးရှိခဲ့ဘူးပါတယ်။ရင်းနှီးတည်ဆုံးသူတွေရှိခဲ့ဘူးသလိုညဘက်ကားမောင်းလာသူတွေဟာနောက်ခန်းမှာအမျိုးသမီးတစ်ယောက်လိုက်ပါလာတာမျိုးဒါမှမဟုတ်လမ်းဘေးမှာဖြူဖြူအီအရာတစ်ခုကိုမြင်တွေ့ရတတ်တယ်လို့ဆိုကြပါတယ်။နှစ်ဗစ်တိုရီးယားဆေးရုံဟောင်းမေမြို့ပြင်ဦးလွင်ကိုလိုနီခေတ်ကဆေးရုံဟောင်းကြီးဖြစ်ပြီးအခုတော့ပိတ်ထားပြီးဖြစ်ပါတယ်။ဒီနေရာကတော့မြန်မာပြည်မှာတရေ6ဆုံးလို့နာမည်ကြီးတဲ့ထိပ်တန်းနေရာတစ်ခုပါညဘက်ဆိုရင်ဆေးရုံကားတန်တွေလူနာတွေရဲ့အော်ဟစ်ညီးတွားတန်တွေနဲ့သူနာပြုဝတ်စုံဝတ်ထားတဲ့ဝိညာဉ်တွေကိုမြင်ရတတ်တယ်လို့အနီးအနားကသူတွေကပြောလေးရှိပါတယ်၃အင်းစိန်လမ်းမပေါ်ကစီလမ်းမှတ်တိုင်အနီးရန်ကုန်ကအင်းစိန်လမ်းမကြီးဟာလည်းညဘက်ဆိုရင်ထူးဆန်းတဲ့ဖြစ်ရပ်တွေရှိတတ်ပါတယ်အထူးသဖြင့်စီလမ်းမှတ်တိုင်နားမှာညတကောင်ကြော်ရင်တစုံတစ်ယောက်ကလမ်းဖြတ်ကူးနေတာမျိုးကားရှိကနေရုတ်တရက်ပေါ်လာတာမျိုးတွေခဏဖြစ်တတ်ပါတယ်။အဲ့ဒီနေရာမှာအရင်ကမတော်တဆမှုတွေခက်စိတ်ဖြစ်ခဲ့ဘူးတာကြောင့်ကျိန်စာတင်နေတဲ့နေရာလို့တောင်အချို့ကခေါ်ကြပါတယ်လေ။ဟန်ကားပင်ကုန်းရန်ကုန်အင်းစိန်ထောင်နီးကဟန်ကားပင်ကုန်းဟာလည်းခြောက်ခြားစရာသတင်းတွေနဲ့နာမည်ကြီးပါတယ်။အရင်ခေတ်ကကွန်မြတ်မှုတွေရှိခဲ့တဲ့နေရာလို့ယူဆကြတာကြောင့်ဝိညာဉ်တွေအများများတယ်လို့ဆိုကြပါတယ်။ညဘက်လမ်းလျှောက်လာသူတွေဟာတစုံတစ်ယောက်ကအနောက်ကနေလိုက်လာသလိုခံစားရတာခေါင်းမပါတဲ့ဝိညာဉ်တွေကိုမြင်တွေ့ရတာမျိုးတွေရှိတတ်တယ်လို့နာမည်ကြီးပါတယ်။ငါပကံကရှေးဟောင်းဖျားတချို့ပကံမှာဖျားတွေအများကြီးရှိပေမဲ့လူသူအရန်ကင်းဝေးတဲ့ဖျားငယ်လေးတွေမှာထူးဆန်းတဲ့အတွေ့အကြုံတွေရှိတတ်ပါတယ်။ရှေးခေတ်ဝတ်စုံတွေဝတ်ထားတဲ့သူတွေတွာလာနေတာမျိုးဖျားတွေကနေပရိယုတ်တန်ဒါမှမဟုတ်စောင်းတီးတန်တွေကြားရတာမျိုးတွေဟာပကံမှာကြုံတွေ့ရလေးရှိတဲ့တဘာဝလွန်ဖြစ်ရပ်တွေပါပဲဒီနေရာတွေကတော့မြန်မာပြည်မှာတကယ့်ကိုနာမည်ကြီးတဲ့နေရာတွေပါပဲရှင်ပရိသတ်ကြီးတို့သိတဲ့နေရာတွေရှိရင်လည်း comment မှာရေးပေးခဲ့ပါဦးနော်